ဒီ2026ခုနှစ်လောက်တူခေါ်လိုက်ပါဒီ pressure ဝန်ခံမှာပေါ့နော်ဒီလိုခင်းနဲ့ခွင်းခြေရအောင်ဖြစ်တဲ့အတွက်ကြောင့်လို့ဘယ်လိုများရနိုင်မလဲခင်းရောခံဘယ်လောက်ဖြစ်မလဲခွင်းရောခံဘယ်လောက်ဖြစ်မလဲဆိုတာတွေးနဲ့နောက်ဆုံးကြတော့ကိုများဖြစ်မလားဆိုပြီးတော့နော်အတွေးတွေဝင်လာတဲ့သူလည်းရှိမှာတော့အဲ့တော့အရင်ဆုံးခင်းကိုအရင်ဆုံးပြင်ရမယ်အရင်ဆုံးခင်းအစောကကျွန်တော်ပြောထားတယ်ပါပဲရုပ်ချောင်းရုံတွေမကဘူးနော်စာကုန်နဲ့လည်းမပြီးဘူးအဖက်ဖက်မှာနော်အကိုအထားရတဲ့သူစာပြပုဂ္ဂိုလ်ကိုကျွန်တော်ရွေးချယ်ရတာဖြစ်တယ်အဲဒါကြောင့်မို့ခင်း2026ခုနှစ်2026ခုနှစ်အကယ်ဒမီရေပေါ့ဘယ်တော့မှခင်းရရှိတဲ့ဘာလို့ပြောမထွက်ဘူးလက်ရလာတယ်ပါလောပြောမထွက်ဘူးနော်မပြောပါနဲ့စိတ်ကိုမြင်ထားပါကိုယ်စိတ်ကိုလည်းအင်စာမှာရှော့ရနော်အဲ့တော့နောက်တစ်ခါပြန်ပြောပြပါမယ်2026 29ညစီနောက်ဦးခေါ်လိုက်မှာခွင်းရရှိတဲ့သူကတော့ကို
တော့ကျင်ရပါမယ်2026-29ဒီအပြင်နေ့လောက်သူခေါ်လိုက်ရဲ့ခင်းတဲ့ခွေးဖြစ်ပါလေအားလုံးတစ်ခါတော့လက်ခုပ်တီးပြီးတော့အားပေးကြရအောင်ဟုတ်ပြီဒါဆိုရင်တော့အခု break တဲ့နေရာနာမည်လဲဒီကြပြီးပေါ့နော်အရင်ဆုံးကိုယ့်ရဲ့နာမည်လေးကိုပြောပြပါခင်လုပ်ပေးထားတာရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ခွေးကိုဆရာကြီးဖမ်လေးရနေပြီးတော့ဆက်လွယ်ပေးပါရန်ဖိတ်ခေါ်ပါလေအားလုံးလည်းခေါ်ပြအောင်ဟုတ်ပြီလက်ခေါ်ကြည့်မယ်ခွေးရင်ခုန်ဆောက်စားနေတဲ့ခင်နဲ့ကျွန်တော်တို့အထက်ကကျောင်းကဆရာမချောချောလေးနော်ဆိုလွယ်ပြီးနေတဲ့ချိန်ဖြစ်ပါလေအင်မတန်မှရခဲတဲ့အချိန်လို့ပြောမှာပေါ့နော်ဟုတ်ပြီဒီဖက်ကလည်းတော့ပါဦးလားဟုတ်ပြီသိစားတော့လည်းမမြင်ရတော့ဘူးနော်ဟုတ်ပြီအဲ့တော့ဒီဖက်ကသူ့ရဲ့ဆိုလွယ်ပါထားလဲဆိုရင်2026 ခင်မတာ2026ခွေးပေါ့နော်အဲ့လိုစာထားတာဖြစ်တယ်အဲ့တော့ခွေးကိုအရင်လေးပါအောင်မယ်နော်အဲ့တော့သမီးရဲ့အရင်ဆုံးသမီးရဲ့ခံလေးအဲ့လိုခွေးဖြစ်လာမယ်လို့မျှော်လင့်ခဲ့သလားအိမ်မက်ရောမဲ့ခဲ့သလားသမီးရဲ့ခံစားချက်ပြောသလားဝမ်းနေသလားပေါ့လေစသဖြင့်အဲ့ဒါလေးပြောပြပါဦးအရင်ဆုံးလက်ခေါ်ကြည့်ပြပါဖြိုလည်းဖြိုပါလေဝမ်းနေလေးပါလေဆရာပြောလဲဝမ်းလဲနေတယ်တဲ့နော်အဲ့တော့ဒီခွေးကိုပေါ့လေရရှိမယ်လို့ညွှန်လင်းချက်ရှိသလားရှိခဲ့သလားပေါ့ရှိပါဘူးဆရာမရှိပါဘူးတခါတည်းမိုးပွားပြုတ်ကြလာတယ်လို့တခါတည်းကြလာတယ်လို့ပဲခံယူတာပေါ့လေနော်ဟုတ်ပြီဒါဆိုရင်တော့အားလုံးကခွေးတက်ကအားလုံးကညီလေးကိုခွေးတင်မြောက်ထားတဲ့ခါကျတော့ဒါအားလုံးခုနကျွန်တော်ဆောင်းကပြောသလိုသူများတွေထက်စံနမူနာထိုက်တယ်လို့နော်အများကယူဆတဲ့ခါကျတော့ညီမလေးကိုခွင့်ပြကြတယ်ဟုတ်ပြီအဲ့တော့ဒီစကားအရှိမပြောတော့ဘူးနော်အဲ့လိုမျိုးခွင့်ရရှိဖို့အတွက်ညီမလေးအစားအစာတွေများစားခဲ့ပြီးတော့ဒီလောက်ထိတော့ချောမောလှပကိုခန္ဓာကောက်ချောင်းနေဟုတ်လားချောမောလှပအစားအစာတွေစားခဲ့တယ်လေဆိုတော့အရင်မေးအောင်မယ်နော်အစားအစာဖက်တောင်းမယ်အဲ့တော့အများအဲ့လောက်ထိတော့သဘောကျ
တော့ရှိမှာပေါ့နော်အဲ့တော့ဘယ်အစားအစာတွေများဆလိုက်ရွက်များပုံမှန်စားသလားနော်ဘယ်အစားအစာကိုစားခဲ့တာလဲအများဖြင့်နော်အဲ့ဒါလေးပြောပြပါအစားအစာဟမ် The people myself. ငပိရကြပတ်ထားတော့ငပိပုံမှန်စားကြလားနော်ခွင့်ရချင်ငပိပုံမှန်စားကြဟုတ်ပြီအဲ့တော့မေးဦးမယ်ကိုယ့်ရဲ့ဗလဲကိုယ့်ဘဝမှာအကြိုက်ဆုံးအစားအစာပေါ့လေအစားပတ်သက်ပြီးတော့ထပ်မေးဦးမယ်ကိုယ့်ဘဝမှာအကြိုက်ဆုံးအစားအစာဘာပဲအစားအစာများဖြစ်မလဲ Hindi yes. ဟင်းတီဟင်းရွက်ဟုတ်ပြီအတီးရွက်တွေများများစားပေးရင်ကိုယ်ခန္ဓာကောက်ချောင်းနေအရန်လှတယ်ဆိုတာပြတယ်နော်မထားကြကဲခင်းဖက်ကိုတစ်ခါလှည့်အောင်မယ်ဟုတ်ပြီအဲ့လိုခင်းရလာတာကိုဘောခုနပြောသလိုမိုးပွားနေဖို့ဆိုကြလာတာလားဓမ္မမို့ငါရကောင်းရနိုင်တယ်ဆိုတော့စိတ်တွေများရှိခဲ့သလားနော်ညီလေးရဲ့ခံစားချက်အဲ့လိုခင်းရလာတော့မမျောမလင်းနဲ့ပေါ့လေနော်ခင်းရလာတော့ပျော်သလားစိတ်ညစ်သလားစသဖြင့်ပေါ့လေခံစားချက်လေးပြောပြပါဦး ပြောပါတယ်အများကြီးကျောင်းသားတွေလည်းကျွန်တော်အများကြီးအားပေးရဆိုတော့ကျွန်တော်နောက်လည်းကြိုးစားပေးပါမယ်လို့ဒီချိန်ကဟုတ်ပြီကတိကြီးအထက်ပေးတယ်နော်ဟုတ်ပြီအဲ့တော့ညီလေးအနေနဲ့ပေါ့လေသူများအဲ့လောက်ဟိုဗာလဲမိန်းကလေးတွေအဲ့လောက်အများကြီးထဲမှာအကြောင်းသူတွေပေါ့လေအဲ့လောက်အများကြီးထဲမှာကိုယ့်ကိုပဲအနိသက်ဆုံးလို့ပဲသဘောထားရတော့မှာပေါ့နော်ကိုယ်အဲ့လောက်ထိအောင်သဘောကျကြတယ်ဆိုတော့ခုနပြောသလိုဘယ်အစားအစာများအဲ့လောက်တောင်စားခဲ့ရတယ်လေနော်ညီလေးစားခဲ့တဲ့နော်အရင်ချိန်တဲ့အစားအစာလေးပြောပြပါဦး ချိန်တဲ့အစားအစာရေလို့တော့မရှိပါဘူးဗျအသားရောအသီးရောအကုန်စားပါတယ်ဟုတ်ပြီခန္ဓာကိုယ်နော် body slim ဖြစ်ချင်နော်အတီးအသားတွေတိတ်မစားနဲ့တဲ့လားအတီးရွက်တွေများများစားပါနော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကတော့ပါလဲဆိုတော့ဒါကျွန်တော်တို့အခုလူငယ်ပိုင်းရောက်လာပြီဆိုတော့မနှက်ဖြန်တစ်ဖက်ခါပြောလို့မရဘူးနော်အိမ်ထောင်ဖက်ဆိုတာရှိလာမှာလေအဲ့တော့တကယ်လို့များမနှက်ဖြန်တစ်ဖက်ခါအိမ်ထောင်ဖက်ကိုရွေးတော့မယ်ဆိုရင်မိန်းကလေးတွေကိုဘယ်အမျိုးအစားသူကတော့နံပါတ်8ပုံစံပဲရွေးမယ်ဘယ်ဟာကိုရွေးချင်တာလဲနော်အိမ်ထောင်ဖက်ကိုဘယ်ဟာလူမျိုးဘယ်ဟာ तू ကဘလို့ဒါ तू က grade 12ပြရမယ်ဒါ तू က college ပြရမယ်တခုခုလုပ်ရမယ်စသဖြင့်ရှိသလားဒါမှမဟုတ်ရင်ကိုယ့်အိမ်ထောင်ဖက်ကိုဘယ်လိုမျိုးဖြစ်စေချင်တာလဲအရင်ဆုံးပြောပြပါဦးစင်တန်အောင်ပြီးတာပဲဖြစ်ဖြစ်ခေါ်လေးပွဲရပြီးတာပဲဖြစ်ဖြစ်ဘာမှမဖြစ်ရင်တော့မှကိုယ်ဗာလေအနီးကနေပြီးတော့ကိုယ့်ရဲ့အပေါ်လို့သမျှကိုသူကအတိခံခွင့်လို့ပြီးမှချစ်တတ်တဲ့ဒီစတူကိုရှာချင်ပါရဲ့မဖားကြတော့ဒါအရင်ကြီးတယ်နော်တချို့တွေကငွေကြေးဥစ္စာတွေချမ်းသာပြီးတော့ညံ့ညံ့ကြတော့ကိုမိမကိုခြေထောက်နဲ့ကန်ကန်နေတဲ့သူများကြီးပဲနော်သူအဲ့လိုမဟုတ်ဘူးနော်အရင်ချစ်တတ်တဲ့နှလုံးသားတွေရှိတဲ့နော်ညီမလေးကိုဒီမှာရွေးချင်တာတဲ့ကဲခွေးကိုလည်းတစ်ချက်လောက်မေးအောင်မယ်ခုနပြောသလိုလူငယ်တွေကနောက်ကျရင်အိမ်ထောင်ပြုတ်လာမဲ့သူတွေဆိုတော့ကိုယ့်ရဲ့အိမ်ထောင်ဖက်ကိုဘယ်ဟာလိုမျိုးဖြစ်စေချင်တာလဲဆိုတာကိုခုနပြောသလိုအရင်ဦးဆုံးပြောပြပါဦးယူချောရမချောရအတိကမကြောက်ပါဘူးပြီးတော့ကျမပေါ်သစ္စာရှိနေချစ်ပေးတဲ့သူကိုပဲယူချင်ပါစေ။မလေးအားရတော့ကွာအဲ့ဒါကြောင့်နော်ညီလေးတွေကိုအတိကပြောချင်တယ်ညီလေးတွေနော်ငါကိုရုပ်ကအလောက်မဟုတ်ပါဘူးငါမှကြည့်လိုက်ငါမရတော့နိုင်ပါဘူးမရနိုင်တော့ဘူးဆိုတဲ့စိတ်လုံးဝထားဆရာလိုလားမလိုဘူးနော်အားစေးတက်သွားတာနော်အတိကပါတယ်လို့လားလေအဲ့ဒါ
မေးပြီးရင်တော့ကျွန်တော်တို့ဒီမိခွာပြီးသွားပါမယ်နော်ခင်းဝါရင်မြုံမယ်အဲ့တော့ပြိတ္တတရားအရင်သိချင်နေကြတယ်အဲ့တော့အခုလက်ရှိမှာပေါ့လေ single line ဟုတ်လားမဲချင်တယ်ဟုတ်လားမဲချင်လားကြောက်သေးလားတဲ့ဒါမှမဟုတ်လေကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲအသေးနှလုံးလေးတွေရှိပြီလားလို့သူကမေးချင်ကြတယ်အဲ့တော့ single လား no single လားဆိုတာအရင်ဖြေပြပါဦးခင်ဖြစ်တယ်လို့ဖြစ်တယ်လို့ပါပဲဟုတ်လားနော်ဖြစ်တယ်လို့ဆိုတာတိတ်နားမလည်ဘူးဘာလို့ဖြစ်တာလဲဘာလို့မဖြစ်တာလဲနားနည်းနည်းလေးရှင်းပေးပါဦးပူရှင်းတော့အောင်ပေါ့လေတခါတလေကြတော့ရှိလာပြီးမှကိုကြီးကိုတည်းကဖြစ်သွားတာလက်ကောင်းပြီးပြီပါအဲ့ဆိုတော့ခရမဟုတ်တော့ဘူးတဲ့တူတယ်နော်အခုချစ်လိုက်ပြက်လိုက်ချစ်လိုက်ဆိုမဟုတ်တော့ဘူးလေခုနကပြောတာလေပထမအစပါကိုယ်ချစ်ညနိုးတဲ့တူရုပ်ချောတာမချောတာဒီကဟုတ်လားမဟုတ်ဘူးနော်အဲ့တော့အခုကရှိတယ်လို့မရှိတယ်လို့ချစ်တယ်လို့မချစ်တယ်လို့ချောတယ်လို့မချောတယ်လို့ပူတယ်လို့ရှင်းတယ်လို့အဲ့လိုဖြစ်နေတယ်နော်အဲ့ဒါကြောင့်ကိုဘက်ကမပြတ်သားခဲ့လို့ကိုဘက်ကမပြတ်သားခဲ့လို့ပါတဲ့ကဲဟုတ်ပြီအဲ့တော့အခုလုံးဝမေးချင်ကျွန်တော်မေးချင်တာလုံးဝ single ဆိုရင် single ပဲလို့ချင်တယ်ကိုအသေးလေးရှိပြီဆိုရင်ရှိပြီဒါပဲလို့ချင်တယ်ဒါပဲsingle single ဟုတ်ပြီလက်ခုပ်တီးပါဒါပြည့်တလားပြောပြီနော်ကဲနောက်ဆုံးခွေးကိုလည်းမေးပေးပါဦးမယ်ဒီလောက်ထိတော့ယောက်ျားလေးတွေအဲ့လောက်များရကိုယ်သဘောအကျဆုံးဆိုတော့ဟိုပေါ့ယောက်ျားလေးတွေကတိချင်နေကြတယ်ဟာသူ့ကိုယ့်ရဲ့အသေးလေးဖြစ်ဘယ်လောက်ကောင်းမလဲအဲ့လိုဟာလားကိုယ်စိတ်ထဲမှာတွေးနေကြတယ်အဲ့တော့ဟိုပိုင်ရှင်များရှိပြီလားဒါမှမဟုတ်တယောက်သေးပဲလားဒါမှမဟုတ်ရှိလာမဲ့ဟောင်းဘယ်မှာနေစဲလားဟုတ်လားအဲ့ဒါလေးသိချင်ပါတယ်တဲ့အဲ့ဒါလေးအရင်ဖြေပေးပါဦးရှိပါစေပြောလေးချမ်းမေးပြီဟဲ့ရှိပါလေနော်ဒီဝါတော့ဒီများပဲသူရှိခနဲ့ဟုတ်ပြီအဲ့တော့ရှိပြီတေချာတယ်အဲ့တော့အဲ့ဒီရှိပြီးသားကနော်ကိုယ်အရန်ချစ်တယ်လို့ခံစားမိလားမချစ်ဘူးအယောရှိပြီလားကိုယ်မချစ်ဘူးဟုတ်ပြီနော်မေးပြီးမယ်နော်ညီလေးတို့အတွက်မေးပြီးမယ်အဲ့တော့လက်ရှိပြီးသားကိုယ်မချစ်ဘူးလို့ခံယူထားတယ်ဟုတ်လားဟုတ်လားဟုတ်တယ်အဲ့တော့ကိုကပဲသူ့ကိုမချစ်လို့လားဒါမှမဟုတ်သူကပဲကိုယ်ကိုစွန့်ပစ်ချင်နာလားအဲ့ဒါလေးပြောပေးပါဦးကြပြောပြပါဦးပူပွင့်လေးလေးနဲ့ကိုပဲမလို့တော့ဘူးဆိုပြီးတော့ဆွန့်ပစ်ချင်တာလားသူကပဲဆွန့်ပစ်ချင်တာလားပြောပြပါဦးကိုကသူကပဲဆွန့်ပစ်ချင်ပါဆရာဒါဆိုတော့မကြခင်ပြောနော်မကြခင်လာမင်းပြောပြောအဲ့တော့စွန့်ပြရမယ် percentage က90%ရှိပြီတဲ့လက်ကောက်တီးပြီးပါဦးညောင်းလေးချက်တော်တော်လေးရှိပါတယ်နော်ညောင်းလေးချက်တော်တော်ရှိတယ်အဲ့တော့နောက်ဆုံးအနေနဲ့ congratulation လို့ပြောမှအစားကျွန်တော်တို့တခါကြေညာပြီးတော့အားလုံးလက်ခုပ်တီးပြီးတော့ကိုယ်နေရာကိုထိုင်လို့ရမှာနော်အဲ့တော့2026-29ပညာသင်နှစ်လောက်သူခေါ်လိုက်ရဲ့ခင်ဟာမောင်တက်နိုင်ချောဖြစ်ပြီးတော့ကျွန်တော်တို့
မာနီလိုတလင်းဖြစ်ပါဟမ်ဟုတ်တယ်မာခေဖတလင်းဖြစ်ပါတယ်အားလုံး congratulation ကိုင်းနဲ့တက်ခုတ်ကြည့်ရအောင်ဟုတ်ပြီထိုင်လို့ရပြီအားလုံးမင်္ဂလာပါ2026ပညာသင်နှစ်လောက်သူ college fresher welcome အစီအစဉ်မှာကျွန်တော်ကျေးဇူးတင်စကားပြောပြရတဲ့အတွက်ဒါကဝတ်တာတည်ပြီးပါကြောင်းပြောကြရပါတယ်အဲ့တော့ဒီလိုမျိုးအခါမျိုးကြုံရနေလို့အားလုံးတော်လိကြတယ်လို့ထင်ပါဘူးအဲ့တော့ကိုယ်ရည်ချက်ကိုစီနဲ့နေရာတနေရာကနေဒီနေရာကိုရောက်လာပြီးတော့လောက်သူကောလိပ်မှာပညာသင်ကြားဖွင့်ရအတွက်ရောက်ရှိလာတော့ကျောင်းသူကျောင်းသားများမိမိတို့ရဲ့ရည်ချက်အတိုင်းတနည်းလုံးစာသင်ကာလမှာအောင်မြင်မြင်နဲ့ချောချောမောမောပညာသင်ကြားနိုင်ပါစေလို့ပထမဦးစွာမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဒီကနေ့ fresher worker ခန္ဓာထဲမှာဖက်ဖက်ကနေပူကြီးပတ်ပို့ကြတဲ့ဒီနည်းရသူ့ရဲ့အခါကဆရာမများဒီတောင်းတတာကြအားလုံးပေါ်မှာအထူးကျေးဇူးရှိပါတယ်အဲ့တော့ဒီနေ့ activity ဒီနေ့လှုပ်ရှားမှုအားလုံးကကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ပညာရှာတဲ့ဥပမာအဖြစ်ကျွန်တော်တင်ပြလိုပါတယ်ခင်းတဲ့ခွေးကျွန်တော်တို့ကျောင်းသူကျောင်းသားများကကြိုတီတိရှိထားခြင်းမရှိဘဲနဲ့ဒီအခမ်းအနားမှာပဲတခါတည်းခင်းတဲ့ခွေးကိုအားလုံးသိချပြီးဒီနောက်သိကြပါပဲအဲ့ဒီသဘောတရားဟာလည်းမိမိရဲ့ပညာသင်ဆောင်လို့ပညာသင်ကာလတစ်ဆောင်လို့မှာကျွန်တော်ပါဖြစ်ချင်တယ်ဆိုတဲ့သင်္ကေတအမှန်လက္ခဏာဖြစ်ပါတယ်ဒီနေ့ခေးရတဲ့သူခွင့်ရတဲ့သူများကိုလည်းကိုယ့်ကိုခေးရမယ်ခေးဖြစ်မယ်လို့ပြောလို့ပါဘူးဒါပေမဲ့ခရစ်ယာန်ရဲ့ဒီတဲ့မှုစိုက်တဲ့မှုကြောင့်ဒီခေးခွေးကိုရရှိဖြစ်ပါတယ်ဆိုဒီသူပညာသင်ကာလတစ်လျှောက်လုံးမှာအများရဲ့လူအများကကျွန်တော်ဓမ္မကိုမိတဲ့အောင်နေကြမယ်ဆိုလို့ရှိရင်တော့နောက်တစ်ချိန်မှာမိမိဘဝဟာတာယာဖဖမိမယ်လို့ဒီချလိုက်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ fresher worker အစီအစဉ်မှာမိမိအစွမ်းအစတွေကိုအားလုံးပြပြီးတော့တချီဆိုတဲ့လူရောကားတဲ့လူရောဒီခေးခွေးမှာပြန်ဆွဲဝင်နေတဲ့တောင်းသူတောင်းသားများအားလုံးရောထူးကျေးဇူးရှိပါကြောင်းပြောကြရင်းဖြစ်ပါတယ်